ကေပေသုံးဆွဲသူမိဘညီကိုမနမများမင်္ဂလာပါကျွန်တော်တို့ကေပေအကောက်ကိုပုံမှန်သုံးပါတယ်ဒါပေမဲ့ရုပ်သေးကြီးကျွန်တော်တို့ဖုန်းပြောတဲ့ပျောက်တဲ့အခါမှာအဲ့ဒီဖုန်းကိုကျွန်တော်တို့ပြန်ဝင်နိုင်ခဲ့ပါတယ်ပြီးရင်ပျောက်သွားတဲ့ဖုန်းကတ်ကိုလည်းကျွန်တော်တို့ operator တခုခုမှတွားပြီးတော့မှကျွန်တော်တို့ကောင်းမှုစွာရှောက်ခဲ့ရပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအကောက်ကိုပြန်ဝင်တဲ့အခါမှာလူတွေတကူဝင်လို့မရဘူးဘာလို့ရတယ်လဲကျွန်တော်တို့အဲ့ဒီဖုန်းအတစ်ထဲမှာပြန်ဝင်တဲ့အခါမှာကျွန်တော်တို့ဝင်ဖို့အတွက်ကျွန်တော်တို့ KBZ ဘာနဲ့နေတယ်လို့ကတော့ဘာမှတော့ပြီးတော့မှကျွန်တော်တို့complete တော့ပြောတယ်ပြီးအဲ့ဒီမှာ phone နေဖြစ်တယ်ဖြည့်ပြီးတဲ့အခါမှာဘာဖြစ်လဲဖြည့်ပြီးတဲ့အခါမှာကျတော့ဘေးမှာဖုန်းဆက်လာမယ်အဲ့ဒီမှာကုတ်ကြပေးမယ်ဆိုပြီးမှကုတ်6လုံးကိုကြပေးမယ်အဲ့ဒီမှာတနိုင်အတွင်းမှာဝင်ရမယ်ဆိုမှကျွန်တော်တို့ကိုပြောပေးမယ်ဒါပေမဲ့ KBZ ဘာနဲ့မနေတဲ့လူတွေကြတော့ဘာလို့ရလဲဆိုတော့ KBZ ဖုန်းစက်တာမှာကျွန်တော်တို့ဖုန်းဆက်ရတာပေါ့နော်ခေါ်စက်တာနံပါတ်ကိုခေါ်ပြီးတော့မှကျွန်တော်တို့ဖုန်းဆက်ရပါတယ်အဲ့လိုဖုန်းဆက်တဲ့အခါမှာကျွန်တော်တို့ဒါအကျိုးအကြောင်းပြောပြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့ပြန်ဝင်နိုင်ဖို့အတွက်ကူညီပေးပါလို့ပြောတဲ့အခါမှာဖုန်းစင်တာကဘာဖြစ်လဲကျွန်တော်တို့ကိုမျက်နှာပြခိုင်းမယ်ကျွန်တော်တို့အထောက်အထားဗီဒီယိုကိုခေါ်ပြီးတော့မှအဲ့မှာတခါတည်းနဲ့ဘာဖြစ်လဲကုတ်နှစ်ပတ်ကြပေးတာပေါ့နော်အဲ့လိုတည်းရှိတယ်အဲ့လိုကုတ်နှစ်ပတ်ရတဲ့အခါမှာကျွန်တော်တို့မိမိရဲ့ဖုန်းအတစ်ထဲက KP အကောင့်ကိုဘယ်လိုဝင်မလဲဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေ့တိတလောက်ပြောပြတော့မှဖြစ်ပါတယ်ဆိုတော့အတိတ်ကတော့ကျွန်တော်တို့ KP ကိုမရှိသေးဘူးဆိုရင်ဖုန်းအတစ်ဖြစ်တာဖြစ်တဲ့အတွက်ဒီ Play Store ကနေကျွန်တော်ဆွဲရမှာပေါ့နော်ဆွဲပြီးတော့မှရသွားပြီဆိုရင်ဟုတ်လားကျွန်တော်တို့ဒါ KP software ကိုကျွန်တော်ဝင်မယ်ဝင်လိုက်တဲ့အခါမှာဝင်ချင်းမှာဘာပို့တယ်လဲဆိုတော့ဝင်ချင်းမှာဘာပို့တယ်လဲဆိုတော့ကျွန်တော်တို့ဒီပါရာစကားကိုရွေးခိုင်းတယ်ပါရာစကားမြန်မာလားအင်္ဂလိပ်လားနော်ဒီ KP အကောင့်ကိုသုံးဆွဲတဲ့အခါမှာဘာလက်ကွင်းနဲ့ကျွန်တော်တို့ဘာပါရာစကားနဲ့ကျွန်တော်သုံးမလဲဆိုမှမေးတာပေါ့နော်အဲ့တော့အများကြီးတော့အင်္ဂလိပ်ကိုထားကြတာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်လုံးဝမဖတ်တတ်ဘူးဆိုရင်မြန်မာလိုလည်းထားလို့ရတယ်ထားပြီးတော့ကျွန်တော်တို့ဒီဘာဖြစ်လဲကိုဖန်ကိုနေရမှာပေါ့နော်ကိုဖန်ကိုနေတဲ့ခါမှာကျွန်တော်အင်္ဂလိပ်ဖြစ်သွားပြီအင်္ဂလိပ်ဖြစ်သွားတဲ့နောက်တစ်ဆင့်ကဘာလဲဆိုတော့ဒီကျွန်တော်တို့ KP အကြောင်းနဲ့ပတ်သက်ပြီးမှတစ်ခုဝင်ခိုင်းတယ်အဲ့ဒါကိုကျွန်တော်တို့ကအပေါ်မှာစကစ်နဲ့ကြိုလိုက်ပါတစ်ခုတော့3ခါ4ခါစကစ်နဲ့ကြိုတဲ့အခါမှာဒီအဆင့်ကိုပြန်ရောက်တယ်ဒီမှာလဲကျွန်တော်တို့ next ကိုပြန်နှိပ်ပါဒီလိုပြန်ရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီမှာကြတော့လေ log in now ဆိုမှနော်ဒီဟာလေးကိုပြန်နှိပ်ပြီးတော့မှဟိုအပေါ်ဆုံးမှာဒီ create account log in ဆိုတဲ့နေရာမှာကျွန်တော်တို့နှိပ်ပြီးတော့မှဝင်ရမှာဖြစ်ပါတယ်အဲ့မှာနှိပ်မှဝင်တဲ့အခါမှာဒီမှာကျွန်တော်တို့ဒီလိုပြတဲ့အခါမှာဒီမှာကျွန်တော်တို့မိမိလုပ်ထားတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီမှာဖြည့်ရမှာဖြစ်ပါတယ်39ပေါ့နော်39ဘလောက်အဲ့ဒါဖြည့်မယ်အမှအရေးကြီးတဲ့အရာအချက်တစ်ချက်ကအောက်မှာလေနော် bank continue agree to be ဆိုတဲ့နေရာမှာအမှချစ်အစေးအောင်လေးအဲ့ဒါချစ်ပေးဖို့လိုအပ်တယ်အဲ့ဒါချစ်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်အဆင့်ကိုရောက်လာလဲဆိုတော့ဒီမှာပြနပါတောင်းတဲ့အဆင့်ကိုရောက်လာပြီဒါတနင်္လာအတွင်းမှာဟိုမှာ research ချပေးထားတဲ့အခါမှာကျွန်တော်တို့ဝင်လို့ရတာပေါ့နော်ဒါတနင်္လာအတွင်းမှာလှုပ်ဆောင်ရမယ်အဲ့တော့ပြနပါကြလာတဲ့အခါမှာဟိုမှာအပေါ်မှာပြနပါကြလာတဲ့အတိုင်းပဲကျွန်တော်တို့ကဗာလေဒီထဲမှာဖြည့်ရမယ်ဟုတ်လားဖြည့်ရမယ်ဖြည့်ပြီးပြီဆိုတော့ကျွန်တော်တို့ log in ဆိုတဲ့ဟာကိုနှိပ်လိုက်ရမှာပေါ့နော်နှိပ်လိုက်ရင်ဒီအဆင့်ကိုရောက်လာတယ်ဒီအဆင့်ကဗာလဲဆိုတော့ဒါ to ensure the security of your account တင်းဟာ account လုံခြုံဖို့အတွက်တဲ့ verify လုပ်ခိုင်းတာတင်းဟာ home ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလုပ်ခိုင်းတဲ့အခါမှာကျွန်တော်တို့ဘာပြန်လို့ရတယ်လဲ non ဆိုတဲ့ဟာကိုနှိပ်လိုက် non ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီဘယ်အဆင့်ကိုရောက်မလဲဆိုရင်ဒီကျွန်တော်တို့မိမိအချက်လက်ကိုဖြည့်တဲ့အဆင့်ကိုရောက်ပြီအဲ့တော့ဒီ NRC ဆိုတဲ့နေရာမှာများလေးကိုနှိပ်လိုက်လို့ရှိရင်ဘာဖြစ်လဲ passport နဲ့ဆိုရင် passport ဘာညာပေါ်လာတာပေါ့နော်ကျွန်တော်အများအပြည့်တော့မြန်မာနိုင်ငံသားတွေကတော့ NRC ဆိုတဲ့ national နော်ကဖြစ်တဲ့မပိုတီနဲ့လောက်တာဖြစ်ပါတယ်အဲ့
တော့မပုတ်တီနဲ့လှုပ်တဲ့အခါမှာဒီမှာတီမင်းဆောင်ဆိုတီမင်းဆောင်ဆိုတာကချင်းနေမင်းဆောင်ဆိုတာဘဒူဆိုမှဒီမှာကိုမပုတ်တီနံပါတ်ကိုရွေးမှဖြစ်ပါတယ်ဒီများလေးတိလေးကိုနေမှရွေးပါအဲ့တော့ဒီဟာကြတော့တီမင်းဆောင်ဗာလဲဘလောက်ပေါ့နော်အဲ့ဒါရွေးပြီးရင်ဒီအီလို့ပြနေတဲ့နေရာမှာလေးပြန်ရွေးတဲ့အခါမှာ9ဆိုရင်9ပေါ့နော်ဒါတနာအဖွဲတွေဆိုရင်ဘာဖြစ်လဲဒါ8တွေဆိုရင်8ပါပေါ့နော် e ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ရွေးပြီးဟေးဆိုတာနဲ့ confirm ကိုပြန်နှိပ်ပြီးနှိပ်ရမှာဖြစ်ပါတယ် confirm ကိုနှိပ်တဲ့အခါမှာကျွန်တော်ဒါရတဲ့အနေအထားကိုရောက်သွားပြီဒီမှာကြာတော့ကျွန်တော်တို့ဒါဒီ understand နားလည်ပါပြီဆိုတဲ့အရာကိုပေါ့နော်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ပုံမှာဘာဖြစ်လဲ KP အကောင့်ကိုရပြီဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ပြောသလိုပေါ့နော်ဒီဖုန်းပျောက်သွားတယ်ဆိုရင်ဘာဖြစ်လဲဖုန်းပျောက်သွားတယ်ဆိုရင်ဒါကျွန်တော်တို့ KP စံတော်ဖုန်းဆက်တွေ့ပြီးတော့မှသူတို့အချင်းချင်းတဲ့အချိန်မှာကျွန်တော်တို့ကဗီဒီယိုကိုနဲ့ခေါ်ရမယ်ဒါမဟုတ်ကျွန်တော်တို့ခုနပြောသလိုနီးစပ်တဲ့ KP ပါမှာကျွန်တော်တို့ကစာရွက်စာတမ်းနဲ့တင်ထားမယ်ဆိုရင်ဖုန်းဆက်လာပေးမယ်အဲ့တော့ပြည်နံပါတ်ကြလာပြီဆိုရင်အဲ့ဒီတနားရဲ့အတွင်းမှာအင်တာနက်ဆိုင်ကိုတွားပြီးတော့မှအင်တာနက်မရတဲ့လူကအင်တာနက်ဆိုင်တွားအင်တာနက်ရတဲ့မြို့တွေကတော့မိမိဖုန်းကနေ data ဖွင့်ပြီးတော့မှအင်တာနက်ရဲ့အတွင်းမှာရအောင်ဒီအရာကိုလုပ်ရမှာဖြစ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဖုန်းတစ်လုံးကနေတစ်လုံးချင်းတယ်ဆိုတော့ဒါဒီလိုလုပ်เสียမလို့ပေါ့နော်ဖုန်းတစ်လုံးနဲ့တစ်လုံးချင်းမယ်ဆိုရင်အရင်အဟောင်းထဲကကုတ်နံပါတ်ကိုဖတ်လိုက်မယ်ဆိုရင်အလီတကူဖုန်းအတိတ်ကိုဝင်လို့ရတယ်ဒါဖုန်းတစ်လုံးနဲ့တစ်လုံးချင်းတဲ့နဲ့ရှင်းတာနဲ့ပတ်သက်ပြီးတော့မှလည်းပဲအများကြီး YouTube တွေမှာရှင်းပြထားတာရှိပါတယ်။ကြောင့်ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်အစီပြေကြပါစေ။မတိနားမလည်တာရှိရင်ပြန်ပြီးတော့မှ comment မှာလာမေးလို့ရတယ်ဆိုတဲ့အရာကိုပြောပြပေးခြင်းဖြစ်ပါတယ်။